ရှင်ဒုက္ခသားဖြစ်သူလန်း channel ကနေပြီးတော့ပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ခင်မိပြီးတော့ smart ကြတဲ့လေးလာသူဖြစ်ချင်လားဒီထက်ပိုပြီးတော့ရောအောင်မြင်ချင်လားပြီးတော့ကိုယ့်ရဲ့ဦးနောက်က long term memory ကောင်းချင်လားရေရှည်မှတ်မိချင်လားအခုလိုချက်တွေအကုန်ပြည့်စုံခြင်းရင် mind map ကိုသုံးပေးကြည့်အခုပြောသားတဲ့ mind map ပင်စနစ်ကိုကိုယ့်ရဲ့နေ့စဉ်ဘဝမှာရောလုပ်ငန်းထဲမှာပါသုံးလို့ရတယ်ဒါကြောင့်မို့လို့ဒီဗီဒီယိုထဲမှာ mind map ကိုဘာကြောင့်သုံးသင့်တာလဲပြီးတော့သုံးပြီဆိုရင်ဘယ်လို mind map ပင် software တွေကသုံးလို့ကောင်းလဲစတာတွေကိုပြပြစုံစုံပြပေးသွားမှာဖြစ်တာကြောင့်မို့လို့စိတ်ဝင်စားရဲဆိုရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်သွားလိုက်နော်ဗီဒီယိုလေးမစတင်ခင် channel လေးကို subscribe လုပ်ထားပြီးတော့ notification နေရာလေးမှာ all ဆိုပြီးတော့ထားပေးပါအောင်နော်ကဲဒါဆိုလို့ရှိရင်ဗီဒီယိုလေးစလိုက်ကြမယ် mind map ကိုဘာကြောင့်သုံးသင့်လဲဆိုတဲ့အချက်တွေကိုအရင်ပြောပြပေးသွားမယ်ပထမအဆုံးက mind map သုံးရင်ကိုယ့်ရဲ့ productivity ကိုပိုလို့တိုးစေတယ်ပုံမှန်ထက်ကို mind map ပင်သုံးတဲ့လူက productivity 20 or 30% လောက်ကိုတိုးတယ်တဲ့ဒါကြောင့်မို့လို့သုံးသင့်တယ်နောက်ထပ်တစ်ချက်အနေနဲ့ mind map သုံးရင် clarity ရှင်းလင်းပြီးတော့အဓိက main ကိုတန်းသိရဘာဆက်လုပ်တဲ့နဲ့ဘာ information တွေတော့လိုနေသေးရစသဖြင့်ရှင်းရှင်းလင်းလင်းတိတိကျကျသိရတယ်ဥပမာဘယ်လိုမျိုးလဲဆိုရင်ကိုယ့်ဘဝအတွက်ဆုံးဖြတ်ချက်တွေပို့ပြီးတော့လဲလဲကူကူချချင်တယ်ဆိုတော့ဘယ်လိုလုပ်ရမလဲအဲ့လိုဆိုရင် mind map ချပြီးတော့ဆွဲကြည့်လိုက်ဒါဆိုရင်ကိုဘာပြဿနာတွေရင်ဆိုင်နေရတယ်ပိုကောင်းဖို့ဘယ်လိုဆုံးဖြတ်ချက်တွေချရမယ်စသဖြင့်ပို့ပြီးတော့ရှင်းရှင်းလင်းလင်းသိလာရတယ်ပြီးတော့ possibility ပေါ်လာတယ်နောက်ထပ်က mind map ပင်လောက်ထားခြင်းအဖြစ်လဲကိုဘာတွေသိပြီးပြီကိုဘာတွေလေ့လာပြီးပြီစသဖြင့်အကုန်သိရတာပေါ့ပြီးတော့ကိုဘာတွေလေ့လာထားလဲဆိုတာအပြင်ကိုဘာတွေလုပ်ဖို့ရောစီစဉ်နေလဲဆိုတော့ဒီ learning နဲ့ planning ချာ connection ကိုပါမြင်ရတယ်ဘာလို့လဲဆိုတော့ကိုရီးယားစိတ်ကိုလမ်းပြမြေပုံအဖြစ်နဲ့သုံးလို့ရတာကို mind map ပင်လို့ခေါ်တာမို့လို့ပြီးတော့ mind map ပင်လို့ရင်ကိုသင်ထားတာတွေကိုမှတ်ထားတာတွေကိုပိုမှတ်မိရယ်ဘာလို့လဲဆိုရင်ကိုရီဦးနောက်ရဲ့ဆဲတွေကအဲ့ဒီပုံစံသွားတာ mind map ပင်ဆိုတာလည်းအဲ့လို branch တွေဖြာခွဲသွားတာနဲ့ဆင်တူရဲ့ဒါကြောင့်မို့လို့အဲ့လိုပုံစံလုံးရင်ပို့ပြီးတော့မှတ်မိတာနောက်ဆုံးတစ်ချက်အနေနဲ့ mind map ပင်လောက်တာက knowledge တွေစုစည်းရနဲ့ long term memory အတွက်အရန်ကောင်းတယ်ဘယ်လိုမျိုးပြောရလဲဆိုရင်ကိုရီးယားလူတွေပဲဆိုတော့တခုခုလေ့လာပြီးမေးကြတာပုံမှန်ပဲအဲ့တော့ short term memory ကနေ long term memory ကိုရောက်ဖို့ခဏပြန်ကြည့်ပေးရတယ်မှတ်ပေးရတယ်အဲ့လိုဆိုတော့အခုလို mind map ပင်စနစ်ကိုသုံးလိုက်တယ်ဆိုရင်အချိန်တိုအတွင်းမှာပဲလိုရင်းတိုရှင်းနဲ့ပြန်မှတ်မိပြီးတော့ရေရှည်မှာပို့ပြီးတော့မှတ်မိရယ်ပြီးတော့အခုလို mind map လုပ်တယ်ဆိုတာဖတ်ထားမှတ်ထားရတဲ့ကနေလိုရင်းတိုရှင်း keyword လောက်ကိုပဲပြန် analyze လုပ်ပြီးတော့မှတ်ရတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီမှာနေရာပို့ပြီးတော့မှတ်မိနေပြီပေါ့နော်ဒါကြောင့်မလို့ long term memory အတွက်လည်းအရန်ကောင်းတယ်လို့ပြောတာဒီခုကသူ့ကိုဘာကြောင့်သုံးသင့်လဲဘာတွေအကျိုးရှိလဲသိတာပြီဆိုတော့စသုံးတော့မယ်သုံးမယ်ဆိုရင် mind map ပင် software တွေကအများကြီးရှိတော့ဘလို့ mind map ပင် software တွေကသုံးလို့ကောင်းလဲဆိုတာကိုဆက်ပြီးတော့ပြပြပေးသွားမယ် mind map ကိုအလွယ်တကူစာရွက်တွေစာအုပ်တွေပေါ်မှာလဲဆွဲလို့ရတယ်နော်ဒါပေမဲ့အခုကခင်မီတိုးတက်နေတဲ့ခေတ်ကြီးဆိုတော့ဖုန်းတွေ laptop တွေကနေလဲဆွဲလို့ကောင်းတဲ့ software လေးတွေပြပြပါမယ်ဖုန်းရော laptop မှာပါသုံးလို့ရတဲ့ software လေးတွေက MindMaster ClipAdd တို့ရတယ်iThoughts တို့ Simple Mind တို့ကကြတော့ဖုန်းမှာပို့ပြီးတော့သုံးလို့ကောင်းတယ်။ laptop မှာကြတော့ MindMaster, Miro, iMindMap အဲ့ဒါလေးတွေသုံးလို့ကောင်းတယ်။ဘာလို့ဒီ software လေးတွေကိုညွှန်းတာလဲဆိုတော့သုံးရလွယ်တယ်ရိုးရှင်းတယ်ဆွဲချင်တဲ့ template တွေအများကြီးရွေးလို့ရတယ်။တင်းနဲ့ဆွဲချင်တယ်ဆိုလည်းတူတူဆွဲလို့ရတယ်။အကောင်းဆုံးကတော့ free plan ရတယ်။ဖိုင်တွေပါလည်းလွယ်ကူကူ attach လုပ်လို့ရတယ်။အပေါ်က software လေးတွေကကြတော့အဲ့ဒီအချက်လေးတွေနဲ့ကိုက်တယ်ကဲအဲ့ဒီတွေကတစ်ခုကိုနမူနာ3ပုံ3နည်းတစ်ခါလေးပြပေးမယ် MindMaster ကိုရွေးလိုက်မယ်သူဆိုရင်လေကိုတူးတဲ့တွေမဟုတ်ဘူး online ပေါ်မှာရှိနေတဲ့လူအားလုံးကဒီ mind map ကိုတစ်ချိန်ထဲမှာဆွဲလို့ရတယ်ဒါကြောင့်မို့လို့ team collaboration လုပ်လို့အရန်ကောင်းတယ်သူ့ကိုအခုလိုမျိုးစိတ်ကြိုက် customize လုပ်လို့ရတယ်template တွေလည်းအများကြီးပဲသုံးရလည်းလွယ်တယ်
ဒီလိုမျိုးကိုကြိုက်နှစ်သက်ရာ template တစ်ခုကိုယူပြီးတော့ကိုကြိုက်တယ်လို့ဆွဲလိုက်ရုံပဲအခုလိုမျိုးဆွဲတာတွေကဖုန်းထက်လက်တော့မှာပို့ပြီးဆွဲလို့ကောင်းတယ်ပြီးတော့ဒီ click app ဆိုရင်လည်း free plan မှာဆိုရင် mind map တရားတွေကိုဆွဲနိုင်တယ်သူလည်းသုံးလို့ကောင်းတယ်ဒါကြောင့်ဒီအပေါ်မှာပြောထားတဲ့ software တွေကိုစမ်းသုံးကြည့်ပြီးတော့ကိုယ့်ရဲ့ favorite အဖြစ်ဆုံးအကြိုက်ဆုံးကိုနဲ့အကြိုက်ဆုံးရွေးချယ်ကြည့်ပါပြီးတော့နောက်ဆုံးအနေနဲ့လေလက်နဲ့ဆွဲရမှာလည်းပြင်းတယ် software တွေလည်းမသုံးချင်ဘူးဒါဆိုရင်အခုနောက်ပိုင်း AI တွေကိုအသုံးချပြီးတော့လည်း mind map ဆွဲလို့ရသေးတယ်ကဲဘာလို့သုံးမလဲဆိုရင် ChatGPT ကိုသုံးမယ်သူ့ကိုသုံးပြီးတော့ mind map ဆွဲမယ်ဆိုတော့ကိုရီးရဲ့ဖုန်းဒါမှမဟုတ်ကွန်ပျူတာမှာရှိရဲ့ browser တစ်ခုခုကိုဝင်လိုက်ပြီးရင်ကိုယ့်ရဲ့ Gmail တစ်ခုခုနဲ့အကောင့်ဝင်ပေးလိုက်ပါအကောင့်ဝင်ပြီးသားရင်ဒီဖယ်ဘက်ကဒီဟာလေးကိုနှိပ်ပေးလိုက်ဒီမှာ GPTS ဆိုတာလေးရှိရယ်အဲ့ဒါလေးကိုနှိပ်ပေးဒီနေရာလေးကကြတော့ဘယ်လိုပြောရမလဲဆိုရင်ကိုလိုချင်တဲ့အလုပ်တစ်ခုအတွက်အထူးပြုထားတဲ့ ChatGPT ဘာရှင်းအသေးလေးတွေကိုရှာပြီးတော့သုံးလို့ရတဲ့နေရာမျိုးဒီက search bar လေးကနေ WHIMSICAN diagram ဆိုပြီးအဲ့လိုမျိုးရိုက်ရှာလိုက်ပြီးရင်ဒီအပေါ်ဆုံးမှာပေါ်လာတဲ့ဟာလေးကိုနှိပ်ပေးပြီးတော့ဒီအောက်က structure ဆိုတာလေးကိုနှိပ်ပေးလိုက်ပါဒီနေရာလေးကိုရောက်ပြီဆိုရင်ကိုဆွဲချင်တဲ့ mind map တစ်ခုကိုဆွဲလို့ရပြီပဲဖြစ်ပါတယ်ဥပမာအနေနဲ့ biology အကြောင်းကို mind map တစ်ခုဆွဲလိုက်မယ်သူ့ရဲ့ website နဲ့ဆက်သွယ်ဖို့အတွက်အလောင်းကိုနှိပ်ပေးလိုက်အဲ့ဒီကကြာရင်သူ့ဘက်ကနေပြီးတော့ mind map တစ်ခုကိုဆွဲပေးပါလိမ့်မယ်ဒီမှာဆိုရင်အချိန်ဘယ်လောက်မှမကြာဘဲနဲ့ mind map တစ်ခုထွက်လာတယ်တကယ်လို့ကိုကပြင်ကျင်တာပါညာရှိရဆိုရင် view or edit this diagram in WinScale ဆိုတာလေးကိုနှိပ်လိုက်ဒါလေးကကြတော့သူ့ကိုထောက်ပြီးမှပဲပုံကိုရွှေ့လို့ရတယ်ဒီနေရာကတော့ဇွန်းရင်ဇွန်အောင်လုပ်လို့ရတဲ့နေရာလေးပါကိုကဒီ mind map ကိုတနေရာမှာတင်ထားခြင်းနဲ့ဆိုရင် link အနေနဲ့လည်းတင်ထားလို့ရတယ်အဲ့လိုတင်ထားခြင်းနဲ့ဆိုရင် link ယူဖို့အတွက်အပေါ်က science ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ continue with Google ကိုနှိပ်ပြီးတော့အကောင့်ဝင်ပေးလိုက်ဒါဆိုရင်ခုနက sign up လို့ပေါ်တဲ့နေရာမှာ share ဆိုတာလေးပေါ်လာပြီဒီမှာ copy link ဆိုတာလေးရှိတယ်အဲ့ဒါကိုနှိပ်ပြီးတော့ link ကိုတနေရာမှာတင်ထားလို့ရတယ်ဒီနည်းလမ်းလေးကကြတော့အရန်ကိုအလွယ်တကူခေတ်ပေါ် AI တွေကိုသုံးပြီးတော့ mind map ဖန်တီးသွားတာပေါ့နော်ကဲကိုဆိုလို့ရှိရင်ရောဘယ်လိုနည်းလမ်းကိုသုံးပြီးတော့ mind map ဖန်တီးခြင်းလဲပြီးတော့လက်ရှိကနေပို့ပြီးတော့တိုးတက်လာဖို့အတွက် mind map စနစ်ကိုမသုံးကြည့်ရသေးရင်အခုပဲစမ်းသုံးကြည့်ဖို့အကြံပေးချင်ပါတယ်မသိတာလေးတွေထပ်ပြီးတော့သိချင်တာလေးရှိရဆိုလို့ရှိရင်လည်းဒီ YouTube ဗီဒီယိုရဲ့ comment box ကနေပြီးတော့မှတ်သားလို့ရပါတယ်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်